ဝိတ်ချခြင်းအတွက်အဟံတားဖြစ်စေတဲ့နံပါတ်1သို့မဟုတ်အခက်ခဲဆုံးသောအရာဟာအစာတောက်တွေကိုမှန်ကန်အောင်မစားသုံးခြင်းပဲဖြစ်တယ်ဆိုရင်ညင်းရမယ်မထင်ပါဘူးကျွန်တော်တို့ကဝိတ်တော့ကြခြင်းနဲ့သူများနီးတူလှခြင်းနဲ့ဝါနေတယ်လို့အပြောမခံခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အပေါ်နှခမ်းအောက်နှခမ်းလေးကိုစီးဆောင်ဖို့လိုပါတယ်အပေါ်နှခမ်းအောက်နှခမ်းလေးကိုစီးဆောင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဝိတ်ကြခြင်းဆိုတဲ့ပထမဦးဆုံးမှတ်တိုင်ကြီးကိုကျွန်တော်တို့ကသေချာပေါက်ခြေလှမ်းလိုက်ပြီလို့ပြောလို့ရပါတယ်နောက်မှသာတဆင့်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်တာတို့ဒီထက်ပိုကောင်းတဲ့ healthy lifestyle ပိုစားတာတို့ကိုကျွန်တော်တို့ကရှေ့ဆက်လို့ရပါတယ်ပထမဦးဆုံးကျွန်တော်ခမားတို့ကိုဝိတ်ကြခြင်းနဲ့အော်နေတဲ့သူတွေကို message ပေးချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မစားသုံးတဲ့အစားအသောက်တွေကိုထက်ခါတလဲလဲမစားတော့ပဲနဲ့ရှော့ချစေချင်တာကျွန်တော်ဖြတ်တောက်တယ်လို့ဒီနေရာမှာမသုံးပါဘူးဖြတ်တောက်တယ်ဆိုတာကလုံးဝမစားတော့ပါဘူးကျွန်တော်တို့ဖြတ်တောက်တယ်မသုံးပါဘူးဘာလို့ဖြတ်တောက်တယ်လို့မသုံးဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်အာတိတရှိတယ်စန္ဒရှိတယ်စားကျင်လာတဲ့အချိန်မှာစားခွင့်ရှိတဲ့သူတွေဖြစ်တဲ့အတွက်စားဖို့ကိုတော့ကျွန်တော်ဒီကမပိတ်ပင်နေပါဘူးဒါပေမဲ့လွန်ကဲစွာစားသုံးခြင်းကိုဒါကျွန်တော်ဒီကနေ remind တော့မဟုတ် warning ပေးချင်တာပါအဲ့တော့မိတ်ဆွေကဝိတ်ကြခြင်းနဲ့ဆိုတဲ့ reason တွေပေးနေပြီးဒီအပေါ်နှခမ်းအောင်နှခမ်းလေးရဲ့လှုပ်ဆောင်ချက်လေးကိုတော့မထိန်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဝိတ်ကြခြင်းနဲ့အော်နေတာလည်းအလကားပဲဖြစ်ပါလိမ့်မယ်အဲ့တော့ဟုတ်ပြီကျွန်တော်ကမအားလို့ကျွန်တော်ကအသက်ကြီးလို့ကျမကမအားလို့ကျမကအသက်ကြီးလို့ကျမကခလေးမင်းမှုလို့ခလေးကိုကြောင်းပိုးရလို့အိမ်အောင်ရှင်မမှုလို့ကျွန်တော်ကဂေးမှုလို့ကျွန်တော်ကတောင်ပွိုင်းမှုလို့ကျွန်တော်ကတော့ဘာဖြစ်လို့ဘာဆိုတဲ့ခေါင်းစဉ်တွေဆိုတာကတကယ်တော့ခင်ဗျားတို့ကိုယ်တိုင်ကိုဝိတ်ကြခြင်းပါတယ်ကိုကြစ်လစ်ခြင်းပါတယ်ကိုကြမ်းမာခြင်းပါတယ်ဆိုတဲ့ခေါင်းစဉ်ကနေသွေးဖဲနေစေတဲ့တတ်မဲ့အကြောင်းပြချက်တွေပါအဲ့တော့ကျွန်တော်ခင်ဗျားတို့ပြောရှင်းတယ်ခင်ဗျားတို့မအောင်ဘူးလားလေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးလားရတယ်မလုပ်နိုင်အောင်ပထမဦးဆုံး step အနေနဲ့မဟုတ်ကအစားအသောက်တွေကနေရှောင်ထွက်လိုက်ရှောင်ထွက်ပြီးလို့လာချီလာတဲ့အခါမှာတစ်ခါလောက်ပြန်စားတစ်ခါလောက်ပဲနော်နေ့တူကစားနေတာထက်ဆိုင်အများကြီးတိုးတက်ပြောင်းလဲလာမယ်ဆိုတော့ကျွန်တော်အာမခံရတယ်အဲ့တော့ယနေ့ခေတ်မှာ trend ဖြစ်နေတဲ့အစားအသောက်တွေအားလုံးဟာ cancer စီကိုဦးတည်နေတာအဲ့တော့ cancer ကြီးတကယ်ဖြစ်လာပြီးကျွန်တော်တငယ်ချင်းတွေထဲမှာဆုံးရှုံးသွားတဲ့သူတွေကိုအမှတ်ရတိုင်းကျွန်တော်ဒီဗီဒီယိုတွေထိုင်လုပ်နေရတာဖြစ်တယ်အဲ့တော့ဘာမှမဟုတ်တဲ့အစားအသောက်တွေကိုခုံမင်လိုက်တာရနေနောက်ဆုံးမိမိရဲ့အသက် explorer ဖြစ်သွားတဲ့အထိကျွန်တော်မှာမိတ်ဆွေတငယ်ချင်းတချို့တွေရှိတယ်အဲ့တော့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ audience ကြီးကိုလည်းအဲ့ဒီအတိုင်းမဖြေရလေအောင်ကျွန်တော်အနေနဲ့ခင်ဗျားတို့တတိလာပေးခြင်းတတ်တာဖြစ်တယ်အဲ့တော့မိတ်ဆွေတို့ပါဇက်အလိုမလိုက်ပါနဲ့စိတ်အလိုမလိုက်ပါနဲ့အရသာမခံပါနဲ့အရသာခံမယ်ဆိုလဲတလားလောက်နေမှတစ်ခါလောက်အပြင်စားလေးစားကြံတာမိမိအိမ်မှာပဲစားပြခင်ဗျားတို့အငတ်လည်းမခံခိုင်းဘူးကိုယ့်အိမ်မှာချက်တဲ့ဟာကိုကိုယ့်အိမ်မှာစားတာအဝါအပြဲမဟုတ်ဖ ೇನೆ တနိုင်တစ်ပိုင်းစားတာကိုပြင်ဆင်ပါဒါဆိုရင်ကျွန်တော်လအနေငယ်အတွင်းမှာခင်ဗျားတို့ body goal တစ်ခုကိုရစေရပါမယ်โอเคကျွန်တော်တော့မာတူပါ Marcel Arena ပါကျွန်တော်စီမှာ diet plan တွေဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page ဖြစ်တဲ့ Marcel Arena ကိုလာရောက်ဆက်သွယ်မြင်မြန်စုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်